စုံတရားဟာချဲရီချေအောင်ပြုလုပ်ပေးနေတယ်ဒိန်တွေရောင်ဆုံးစီစဉ်ရေးဆွဲပေးနေတယ်ကိုရှိတဲ့စုံတရားလဲမှာတို့နှစ်ယောက်တွေ့ကြတယ်ကျင်နာသူ